ဟိုရှိတုန်းကကောင်းကင်နဲ့မြေကြီးဟာတိချစီမရှိသေးပဲစာကြောလာကြီးတစ်ခုလုံးရှုပ်ထွေးနောက်ကျနေခဲ့ပါလေအဲ့ဒီလိုအခြေအနေကနေပန်ကူလို့ခေါ်တဲ့ဘီလူကြီးတယောက်မွေးဖွားလာခဲ့တဲ့သူဟာမိဘကနေမွေးဖွားလာတာမဟုတ်ပဲဥခွန်ကြီးတစ်ခုတည်းမှာတနေ့တည်ခဲ့တာပါတန်ကူဟာအဲ့ဒီဦးထဲမှာနှစ်ပေါင်း1800ထအောင်အိမ်မောကြနေခဲ့ပြီးလူလာမြောက်လာခဲ့ပါလေသူနိုးလာတဲ့အခါဥခွန်ကြီးကြောင့်အသက်ရှူရကျက်ပြီးအကျဉ်းကျက်ဖြစ်နေတာကိုခံစားရတာကြောင့်ရုန်းကန်လိုက်ပါလေသူ့ရဲ့လက်မောင်းကိုဝေယံပြီးခြေထောက်နဲ့ကန်လိုက်တဲ့အခါမှာတော့ဥခွန်ကြီးကွဲအပ်သွားပါတော့တယ်သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးဟာအမောက်တိဖုံးလွှမ်းနေပါလေဘယ်ဘက်ကိုကြည့်အလင်းရောင်မရှိတာကြောင့်သူဟာပစိန်ကိုမြောက်ပြီးအမောက်ထုကိုပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်ပါလေအဲ့ဒီအခါမှာတော့ရှုပ်ထွေးနေတဲ့အရာတွေဟာကွဲထွက်သွားပြီးပေါ်ပါကြည့်လင်တဲ့အရာတွေကအထက်ကိုတက်ပြီးကောင်းပင်ဖြစ်လာတယ်လို့လေးလံပြီးနောက်ကြည့်တဲ့အရာတွေကတော့အောက်ကိုကျပြီးမြေကြီးဖြစ်လာပါလေကောင်းကင်နဲ့မြေကြီးကွဲသွားတဲ့အခါပန်ကူးဟာနေလို့ထိုင်လို့ကောင်းသွားပါလေဒါပေမဲ့သူတို့ကြားတဲ့ကနေရာလုတ်ကကျင်းလုံးနေတာကြောင့်သူဟာမတည့်ရလို့မရဖြစ်နေတယ်ဒါကြောင့်ကောင်းကင်နဲ့မြေကြီးပြန်မကတ်သွားအောင်သူ့ရဲ့လက်တွေနဲ့ကောင်းကင်ကိုပင့်တင်ပြီးခြေထောက်တွေနဲ့မြေကြီးကိုဖိချထားလိုက်ပါလေပန်ကူးဟာအရက်အမြင့်မိုင်မောင်း9000ရှိတဲ့ဘီလူကြီးအဖြစ်မတ်ရက်နေခဲ့ပြီးကောင်းကင်နဲ့မြေကြီးကြားအကွာဝေးဟာလည်းမိုင်မောင်း9000ထိကျေပြန့်သွားပါလေဒါကိုနောက်ပိုင်းမှာလူတွေကကိုထက်ကောင်းကင်လို့ခေါ်ကြပါတယ်ဒီလိုနဲ့ကောင်းကင်နဲ့မြေကြီးဟာပုံပေါ်လာခဲ့ပြီးပန်ကူးကတော့အားနည်းသွားပါလေကောင်းကင်နဲ့မြေကြီးကိုဖန်တီးပေးပြီးမကြခင်မှာပဲသူဟာပင်မနွမ်းနယ်လုံးပြီးတည်ဆုံးသွားခဲ့ပါလေသူဟာတေခါနီးချိန်မှလောင်စေတနာပြည့်နဲ့ကောင်းကင်ပြားနဲ့မြေကြီးရှိုံနဲ့တင်မလုံလောက်သေးဘူးကဘာကြီးမှာနေလာတောင်တန်းမြစ်ချောင်းတွေနဲ့တက်ရှိလူသားတွေလည်းလိုအပ်သေးတယ်လို့တွေးနေခဲ့ပါလေဒါပေမဲ့ဓာတ်တွေကိုခံတီးဖို့သူ့မှာအင်အားမရှိတော့တာကြောင့်ငါရဲ့ခန္ဓာကိုယ်ကိုကဘာကြီးအတွက်ပေးဆက်ခဲ့မယ်လို့ပြောပြီးကွယ်လွန်သွားပါတယ်ပန်ကူးကွယ်လွန်ပြီးနောက်မှာသူ့ရဲ့ခန္ဓာကိုယ်ဟာကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်သူ့ရဲ့ထွက်သက်လေဟာ404ပြည်နဲ့တိမ်တိုက်တွေဖြစ်လာတယ်သူပြုလုပ်လိုက်တဲ့အတန်းတွေဟာခင်းဟောက်နေတဲ့မိုးကြိုးတန်တွေဖြစ်လာတယ်သူ့မျက်လုံးတွေကတော့နေနဲ့လအဖြစ်ပြောင်းလဲသွားပြီးခြေလက်အင်္ဂါတွေဟာမြေကြီးရဲ့အရှိအနောက်တောင်မြောက်အရက်လေးမျက်နှာဖြစ်လာပါတယ်သူ့ရဲ့အရေးပြားကကျေပြောလာတဲ့ကုန်းမြင့်ဖြစ်လာပြီးသွေးတွေကတော့အစင်အမြဲစီးဆင်းနေတဲ့မြစ်ချောင်းတွေဖြစ်လာတယ်လို့ချွေးတွေကတော့အပင်တွေကိုဟာရကျွေးတဲ့မိုးရေနဲ့နှင်းဆက်တွေဖြစ်သွားပါလေသူ့ရဲ့ဝိညာဉ်ကတော့လူသားတွေနဲ့တက်ရှိအားလုံးဖြစ်လာခဲ့ပါလေအဲ့ဒီအချိန်ကစပြီးကောင်းကင်မှာနေလကျယ်တွေရှိလာပြီးမြေကြီးပေါ်မှာတောင်တန်းမြစ်ချောင်းနဲ့တစ်ပင်တွေရှိလာပါလေပန်ကူးဟာစကြဝဠာကြီးကိုဖန်တီးပြီးကမ္ဘာကြီးကိုတောက်ဝင်လှုပ်ရှားစေခဲ့ပါလေပန်ကူးရဲ့စကြဝဠာဖန်တီးမှုပုံပြင်ဟာရှေးဟောင်းတရုတ်လူမျိုးတွေရဲ့စကြဝဠာနဲ့တဘာဝတရားအပေါ်စူးစမ်းနားလည်မှုကိုဖော်ပြနေတာပါဒီတန်းသားဤပုံမြင့်ဟာဒီနေ့ခေတ်အထိလက်ဆင့်ကမ်းလာခဲ့ပြီးတရုတ်လူမျိုးတွေရဲ့ယဉ်ကျေးမှုအမွေနှစ်ထဲကမရှိမဖြစ်အစိတ်ပိုင်းတစ်ခုဖြစ်နေပါတော့တယ်